မဟောဒရာနှင့်နွားတရားစီရင်ခံတခါတော့ကနွားပိုင်ရှင်မျိုးသားတဦးသည်မိမိနွားကိုတောဆက်တနေရာနဲ့ချီနှောင်ထားပြီးအိပ်ပျော်သွားခဲ့တယ်။ထိုအချိန်တွင်နွားခိုးသူတဦးရောက်လာပြီးနွားကိုဖြုတ်ပြူကမောင်းနှင်သွားလီရောနွားပိုင်ရှင်နိုးလာပြီးလိုက်လံရှာဖွေရာနွားခိုးသူကိုမိသွားတော့လဲနွားခိုးသူကဒါငါ့နွားပဲငါမွေးထားတဲ့နွားဟုဗျောင်းလင်းကငင်းခုန်ကြပါတော့တယ်။နောက်ဆုံးတွင်မဟောဒရတုခမိန်ထံရောက်ရှိလာကြတယ်။မဟောဒရသည်ထိုသူနှစ်ဦးလုံးကိုကြည့်ပြီးနွားတစ်ခိုးမှမိသူဖြစ်ကြောင်းခံမှန်းမိတယ်လေပရိသတ်များရှိတွင်တက်တည်ပြရန်ကနွား၏အစားအစာကိုအသုံးချ၍စမ်းသက်လိုက်တယ်။မဟောဒရကနွားပိုင်ရှင်အစ်စ်ကိုမေးလိုက်တယ်။တင်နွားကိုတင်ဘာတွေကျွေးတယ်လဲ။နွားပိုင်ရှင်ကကျွန်တော်နွားကိုမြက်ဖွဲနူတွေကိုကျွေးတယ်လို့ဖြေလိုက်ပါတယ်။နွားခိုးသူကိုမေးသည်တင်ကောတင့်နွားကိုဘာကျွေးတယ်လဲ။နွားခိုးသူကလည်းလူပါဝါကကျွန်တော်လဲမြက်ဖွဲနုနဲ့နှမ်းဖတ်တယ်ပဲကျွေးတာပေါ့ဟုလိုက်၍ဖြေလိုက်တယ်။ထို့နောက်မဟောဒရသည်ဇီးဖြူသည်ကိုထောင်း၍ရေနှင့်ထျော်ကနွားကိုတိုက်လိုက်တယ်။ဇီးဖြူသည်သည်အစာဟောင်းကိုအန်ထွက်စေသောအာနေသင့်ရှိပါတယ်။ခဏကြာတွင်နွားသည်အစာများကိုအန်ထုတ်လေတော့တယ်။နွားအန်ဖတ်ထဲတွင်မြက်ဖွဲနုများပါလာသည်ကိုအားလုံးမြင်တွေ့လိုက်ကြရတယ်။မဟောဒရကနွားခိုးသူကိုထပ်မံစစ်ဆေးလိုက်တယ်။တင်ကျွေးတာနှမ်းဖတ်သူဆိုရင်အခုနွားအန်ဖတ်ထဲမှာဘာကြောင့်နှမ်းဖတ်တွေမတွေ့ရတာလဲဟုမေးမြန်းကနွားခိုးသူမှာအမှန်တကယ်မကျွေးပဲလိုက်ပြောခြင်းထီသောကြောင့်အချက်ကုန်ချင်းစစ်ဆေးရာနောက်ဆုံးတွင်နွားခိုးသူသည်မိမိခိုးယူကြောင်းဝန်ခံပါလေတော့တယ်။မဟောဒရဟာနွားရဲ့ဇီဝကမ္မဖြစ်စဉ်အစာချေစနစ်ကိုအသုံးချ၍တဲ့တဲ့ပြသွားတာဖြစ်ပါရဲ့။ဗဇက်ကပြောတဲ့စကားထဲမျက်မြင်သက်တွေကပိုပြီးခိုင်မာကြောင်းပြသခဲ့တယ်။လိန်ညာသူဟာသူတစ်ပိုင်းပြောတာကိုလိုက်ပြောနိုင်ပေမဲ့လက်တွေအထောက်ထားကိုတော့မဖန်တီးနိုင်ဘူးဆိုတာကိုသတိပေးနေပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နော်။ဒီဇက်တော်လေးကိုကြိုက်တယ်ဆိုရင် like and follow လေးနှိပ်ခဲ့နော်။အားလုံးကိုချစ်တယ်။